အဲ့တော့အာလောကဘီလူကြီးရဲ့ညောင်မင်းအောက်ကဗိမာန်ကြီးကလည်းပဲတော်တဲ့သွားလာနေတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီညောင်မင်းကြီးအောင်ဝင်နာနေကြပေမဲ့လို့ဗိမာန်ကြီးကိုမြင်ရတာမဟုတ်ဘူးသို့သောဗိမာန်ကြီးကရှိတယ်မြတ်စွာဘုရားကတရက်တော့အဲ့ဒီဗိမာန်ကြီးထဲမှာသွားပြီးသရင်သုံးနေတယ်အာလောကဘီလူကြီးကအစည်းအဝေးသွားနေတယ်သူလည်းပြန်ရောက်လာရောစိတ်တွေဆိုးတယ်စိတ်ဆိုးတယ်ဆိုဘုရားကမကြည်ညိုဘူးလေသူတို့စေရိုက်နဲ့ဘုရားဟောတဲ့တရားကမကိုက်ဘူးမကိုက်သည့်အတွက်ကြောင့်ကိုယ်ဘာသာဝင်မဟုတ်တော့သူစိတ်တအားဆိုးတယ်ဆိုတော့မြတ်စွာဘုရားကိုဒုက္ခအမျိုးမျိုးပေးတယ်ပေါ့နောက်ဆုံးမှာအာမတန်မန်လျှောတဲ့အနေနဲ့သူဘာလုပ်တုံဆိုရင်သူအစွမ်းကုန်မြတ်စွာဘုရားကိုသူ့ဗိမာန်ထဲကထွက်ခွာအောင်လုပ်တယ်မရဘူးနောက်ဆုံးကြတော့သူဘာလုပ်တုံဆိုရင်ကျင့်ဂေါရမသူများခွင့်မပြုတဲ့အဆောက်အဦတွေဘာဖြစ်လို့ဝင်နေရခုပဲထွက်သွားလိုက်ပါဆိုတော့မြတ်စွာဘုရားလည်းကဲမင်းထွက်စေခြင်းထွက်တာပေါ့လို့ဆိုဟောထွက်သွားလိုက်ပါလို့ပြောတာချက်ချင်းထပြီးထွက်သွားတယ်တဲ့မြတ်စွာဘုရားသူကအဲ့ဒီတော့စဉ်းစားတယ်ဩဒီလိုတော့လွယ်သားပဲငါညတညလုံးမောင်းထုတ်တာမရဘူးပေါ့ခုထွက်သွားလိုက်ပါဆိုလွယ်လွယ်ကူကူနဲ့ထွက်သွားတာတကယ်ပဲသူငါပြောတာလိုက်နာတာဟုတ်မဟုတ်စမ်းကြည့်အောင်ပဲဆိုရင်ကိုတော်ပြန်ဝင်ခဲ့အောင်ဆိုတော့မင်းကဝင်စေခြင်းလဲဝင်တာပေါ့ကွာဆိုပြန်ဝင်လာခဲ့တယ်မြတ်စွာအဲ့လိုနဲ့ထွက်လိုက်အောင်ဆိုထွက်သွားလိုက်ဝင်လိုက်အောင်ဆိုဝင်လာလိုက်အဲ့ဒါလို့3ခါလောက်ထိအောင်သူကခိုင်းတယ်ဒါဖြင့်ဒီဘီလူခိုင်းတာဘုရားကဘာဖြစ်လို့လိုက်ပြီးလုံနေတာတုံးလို့ဆိုတော့သူ့ရဲ့စိတ်ဓာတ်ကိုမြတ်စွာဘုရားခုစားနေတာအလကားလောက်တာမဟုတ်ဘူးရည်ရွယ်ချက်ရှိနဲ့လောက်စိတ်ဆိုးနေတဲ့လူတယောက်ကိုပိုးစိတ်ဆိုးအောင်လုပ်ရင်ပို့ပြီးတော့စိတ်မဆိုးပေဘူးလားသူကျင့်တတ်အောင်လို့လှုပ်ပြလိုက်တဲ့အခါမှာလူကကျင့်တတ်သွားတယ်ကြည့်လေကလေးလေးတွေချော့တဲ့အခါမှာအမလေးကလေးလေးတွေကတခုခုနဲ့ခိုင်းမိသွားလို့ရှိရင်လူကြီးတွေကလှုပ်တယ်မို့လားဥပမာပဲကလထိုင်နဲ့တိုက်မိလို့ကလေးလေးကနာသွားလို့အိုတယ်ဆိုရင်လူကြီးကကလထိုင်ကိုကဲတိုက်အောင်ဟဲ့ဆိုရိုက်လိုက်တဲ့အခါကျတော့ကလေးလေးကခြေနဲ့မသွားဘူးလားစိတ်ခုစားတာအဲ့ဒါကလထိုင်ကရိုက်လို့ကလေးမှနာတာပျောက်ပါမလားပျောက်ဘူးဘာလုပ်တာတော့စိတ်ကိုခုစားတာအခုလည်းပဲအာလောကဘီလူကြီးသိကြမ်းတမ်းခက်ထန်နေတဲ့စိတ်လေးပျော်ပြောင်းသွားအောင်လို့ဘုရားကသူခိုင်းတာလေးလှုပ်လိုက်တယ်နောက်ဆုံးတတိယအကျင့်ခိုင်းပြီးတော့သရုတ်ထအကျင့်ရောက်တဲ့အခါကျတော့ဘလူကြီးကဒီတခါထွက်ရင်တော့ငါခြေတော်နှချောင်းကင်ပြီးတော့ပြစ်လိုက်မယ်ဆိုပြီးတော့သူ့စိတ်ထဲမှာအဲ့လိုစိတ်ကူးမိတယ်ဒီတခါထလာရင်တော့မသက်သာဘူးခြေတော်နှချောင်းဆွဲပြီးတော့ငါပြစ်မယ်လို့အဲ့ဒါလိုလဲစိတ်ကူးပြီးတော့ကိုရောဗိမာန်ထဲကထွက်သွားပါလို့ဆိုတော့မြတ်စွာဘုရားပြောတော့ငါမထွက်နိုင်ဘူးတဲ့မင်းလှုပ်ချင်တာလှုပ်တယ်ဘာဖြစ်လို့ဒီလိုပြောတော့ဆိုလို့ရှိရင်ကြည့်လေဒီကောင်မကောင်းတဲ့အကြံကြံထားတာလိုက်လို့ရှိရင်မဖြစ်တော့ဘူးဒီချိန်မှာမင်းလှုပ်ချင်တာလှုပ်လို့ဆိုတော့သူ့စိတ်ထဲမှာအဲ့ဒါဘာပေါ်လာတော့ဆိုဒီရန်ကောမှာတိတ်တကိုးကြီးတယ်စိတ်သဘောထားကြတော့လေနူးညံ့သားပဲငါစိတ်အကြံနေလဲသူအကုန်သိနေတယ်ဒီတခါထွက်ရင်တော့ငါကခြေတော်နှချောင်းကင်ပြီးတော့ပြစ်မလို့စိတ်ကူးနေတယ်သူအဲ့ဒါသိတယ်အဲ့တော့ဒီလိုပုဂ္ဂိုလ်ငါစီရောက်လာတာအလဟတတော့မဖြစ်ဘူးဓမ္မနဲ့ပတ်သက်တဲ့မေးခွန်းတွေဘဝအရေးနဲ့ပတ်သက်တဲ့မေးခွန်းတွေငါမေးအောင်မယ်ငါသိချင်နေတာတွေလည်းရှိတယ်မေးခွန်းပေါင်း73ခုမေးတယ်သူက